ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကဒီနေ့ပြောသွားမယ့်အကြောင်းအရာလေးကတော့ဒီကျွန်တော်တို့အိုသမားတွေဘာကြောင့်များများနေရတာလဲအိုသမားတွေများလာတဲ့အကြောင်းရင်းလေးရယ်ပြီးကျွန်တော်လက်ရှိမြန်မာနိုင်ငံသားတွေဒီမှာရှိနေတဲ့အခြေအနေလေးတွေကိုအသေးစိတ်ဆိုတာထက်နည်းနည်းအကြံဉာဏ်ပေါ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအိုသမားတွေပေါ့နော်ဘာကြောင့်တိုးလာလဲအိုသမားတွေဘာကြောင့်များနေလဲဆိုတဲ့အကြောင်းအရာလေးတွေနဲ့အတူကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုရီးယားနိုင်ငံမှာရှိနေတဲ့အကြောင်းအရာလေးကိုအကြံပြအနေနဲ့ကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဆိုလို့ရှိရင်ကိုရီးယားကိုဘယ်လိုနည်းနဲ့လာလို့ရလဲပေါ့နော်။အဲဒီအချိန်မှာဆိုကျွန်တော်တီတီတာတာနဲ့ပြောလို့ရလို့ရှိရင်တော့ကျွန်တော်တို့အရင်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲဆန်းတော်ရောင်စုဆန်းဆိုတဲ့ T3 visa နဲ့လာခဲ့ကြတဲ့မြန်မာတွေရှေ့မှာရှိတယ်အဲ့ဒီစနစ်ပြီးလို့ရှိရင်ကျွန်တော် E9 နဲ့ EPS system နဲ့ကျွန်တော်တို့ဝင်လာတာရှိတယ် E9 တွေပေါ့နော် E10 တွေရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ D2 D4 ဆိုတဲ့ကျောင်းသား visa တွေပေါ့နော် D2 ဆိုတာတော့ကျွန်တော်တို့ဒီ major တွေနဲ့တရိုက်လာခဲ့တာ major မှာဆိုလို့ရှိရင် D2 မှာ2မျိုးရှိတယ် undergraduate ရဲ့ master ရဲ့ PhD ရဲ့ပေါ့နော်အဲ့လိုမျိုးရှိတယ်ဒီ4ကကျတော့ကျွန်တော် language visa အနေနဲ့လာခဲ့ကြတာဖြစ်ပါတယ် E7-1 ဆိုပြီးထပ်ရှိတယ် E7 မှာပြောလိုက်မယ်နောက်ကနံပါတ်တွေကတော့ကျွန်တော်တို့နောက် visa အကြောင်းတွေအသေးစိတ်ပြောကြမှာပြောမယ် E7 visa အနေနဲ့လာလို့ရရှိပါသေးတယ်အဲ့ဒါလည်းမြန်မာပြည်ကနေပြောတိုက်ရိုက်လာလို့ရနေရှိသလိုရှိတယ်ပေါ့နောက်တစ်ခုကကျတော့ F3 visa ဆိုတဲ့မိခို visa တွေရှိမယ်နောက်တစ်ခုက C3 ဆိုတဲ့ visa ကျွန်တော်ဒီအလဲပေါ့နော်အဲ့ဒီ visa တွေရှိတယ်ဒီ visa တွေကတော့အထူးသဖြင့်ကျွန်တော်တို့ကိုရီးယားကိုလက်ရှိလာလို့ရတဲ့မြန်မာတွေအတွက်တရားဝင်လမ်းကြောင်းအများစုဒါပဲရှိတယ်ပေါ့နော်ကျန်တဲ့အပိုင်းလေးကတော့အသေးစိတ်ရှိပေမဲ့အရန်ကတရှိမတာဟိုအစိုးရပိုင်းတွေကတော့အစိုးရပိုင်းသူတို့တာဝန်ဝတ္တရားအရာလေသူတို့ရဲ့အလုပ်ရလာတာဆိုတော့အဲ့ဒီတိုင်းတွေတော့မပြောတော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးရှိပြီးတော့ကြတော့လက်ရှိမြန်မာကဘယ်နှစ်ယောက်ရှိလဲဆိုလို့ကျွန်တော်2015မှာဆိုရင်1900ပဲရှိခဲ့တယ်2016မှာဆိုလို့ချင်း2000 2019မှာ2400 2018မှာတော့2800အဲ့လိုမျိုးနဲ့တစင်းချင်းသွားတာ2025မှာဆိုလို့ချင်းကျွန်တော်တို့9800ဒီဖြစ်လာပြီပေါ့နော်အဲ့ဒီ9800နဲ့မှာကျွန်တော်ဗီဇာတွေ like လေးပြောမယ်ဆိုကျွန်တော် E9 ခုနကကျွန်တော်ပြောတဲ့ EPS system နဲ့လာတဲ့ E9 ဆိုလို့ရှိရင်ကျွန်တော်တို့ပထမအများဆုံးရှိနေတယ်ပေါ့နော်ပြီးရင်ဒုတိယနေရာအနေနဲ့ကဆိုတော့ကျွန်တော်တို့ဒီ2021အာဏာသိမ်းပြီးနောက်ပိုင်းမှာ G1 နေပေါ်လာတာများတယ်ပေါ့နော်ဆိုတော့ G1 ကဒုတိယမြောက်အများဆုံးဖြစ်သွားပါတယ်ပြီးလို့ရှိရင် D2 ခုနဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီ graduate ပေါ့နော် undergraduate နဲ့ post graduate ဆိုတဲ့ graduate ကျောင်းသားဗီဇာတွေများတယ်ပြီးနောက်က D4 ဆိုတဲ့ language ဗီဇာရလည်းပဲကျွန်တော်တို့စတုတ္ထအနေနဲ့ line နေတယ်ပြီးနောက်အဆင့်5အနေနဲ့ကကျတော့ကျွန်တော် E7 ပေါ့ E7 မှာတော့မြန်မာအနေနဲ့တိုက်ရိုက်လာတဲ့လူတွေရှိတယ်ကိုရီးယားမှာရောက်ပြီးမှပြောင်းတဲ့လူတွေလည်းရှိတယ်ပြီးနောက်က E10 ဆိုလဲကျွန်တော်တို့တင်မောသားဗီဇာလိုက်တယ်ပြီးအဲ့နောက်မှာဆိုလို့ရှိရင် F3 ဗီဇာတွေကလည်းအခုနောက်ပိုင်း E7 တွေကကျွန်တော်မိသားစုခေါ်ယူခွင့်တွေပါခွင့်ပြုလိုက်တော့ကြတော့အဲ့ခေါ်ယူလာကြတာများတော့ကြသူကလည်းအခုဆိုရင်အရန်များတဲ့အဆင့်ထဲမှာရှိလာပြီပေါ့နော်ပြီးနောက်တစ်ခုက F2 ကကျတော့ကျွန်တော်တို့ဒီအမြဲနေထိုင်ခွင့်ဗီဇာကိုတော့ဆိုကြားထဲမှာတဆင့်ခံထားတဲ့ဗီဇာသူကလည်းပဲ resident visa အနေနဲ့လည်းရှောက်တဲ့လူများလာပါတယ်နောက်တစ်ခုများလာကတော့ကျွန်တော်တို့ကိုရီးယားနိုင်ငံသားတွေနဲ့အိမ်အောင်ပြုတဲ့လူတွေလည်းအရှမ်းများပါတယ်ပြီးနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီထန်ပေါ့နော်အလောက်ရှာကာလမှာအလောက်ရှာနေတဲ့ဗီဇာတွေကလည်းပဲဒီလူတွေလည်းများတယ်ပေါ့နော်အများဆုံးအဲ့ဒါတွေပဲ channel ဥစ္စာတွေကလူရင်းနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေ့တိကျမပေါ်ပြပြောတော့ပါဘူးပေါ့နော်ဆိုတော့ဟိုသမားတွေဆိုလို့ရှိရင်ကျွန်တော်ဒီ list လေးအနေနဲ့အသေးစိတ်ကြည့်မယ်ဆိုရင်ကျွန်တော် E9 ကအများဆုံးပဲဖြစ်ပါတယ်ဒီနေ့အချိန်ဒီပြီးလို့ရှိရင် H2 တွေလည်းများတယ်ပေါ့နော်ဆိုတော့ကျတော့ဒီဥစ္စာလေးကိုပြောမယ်ဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့ဒီအရင်တုန်းကဆိုလို့ရှိရင်ဆန်းတော်ရောင်စုဆန်းဆိုတဲ့ဒီ3ဗီဇာတွေနဲ့ကျွန်တော်တို့လက်ခံနေအဲ့ဒီတုန်းကလည်းသူတို့အိုသမားတွေများတယ်ပြီးရင်ဘလိုပုံစံလိုအပ်တယ်ဒီဥစ္စာရှေ့ဆက်ထိမ့်မှုဆိုပြီးသူတို့တွေအနေနဲ့ခုနပြောသလိုပထမတော့ဒီ2နှစ်လေးလာတင်ယူတယ်ပြီးရင်တစ်နှစ်အလောက်ခံတယ်ပြီးရင်နောက်တစ်ခုထပ်ပြောင်းသွားတာတကတစ်နှစ်လေးလာတင်ယူတယ်ပြီးရင်2နှစ်အလုပ်လုပ်တယ်အစရှိတဲ့ပြမတပောင်းဆိုအိုသမားတွေများတယ်သူစနစ်ကလေးလိုပြောင်းတာရှိတယ်ဒါပေမဲ့လည်းပဲအဲ့ဒီလက်ရှိ E9 မှာလည်းပဲကျွန်တော်တို့အိုသမားတွေအရင်များနေတော့မယ်ပြီးရင် H2 တွေတို့နောက်ထပ်စနစ်တစ်ခုလုပ်ပြီးလက်ခံတော့လည်းများနေတော့မှာဆိုတော့ကြတော့ဘာကြောင့်အိုသမားတွေကတောက်လျှောက်များနေလဲဆိုတဲ့ဥစ္စာကျွန်တော်မေးခွန်းထုတ်ဆရာရှိလာပြီပေါ့နော်ဒီကိုရီးယားမှာကျွမ်းကျင်တဲ့လူတွေအများကြီးရှိတယ်ကျွမ်းကျင်ပညာရှင်တွေလည်းများရှိတယ်ပြီးရင်အစိုးရပိုင်းတွေသူတို့လည်းဒီကိစ္စနဲ့ပတ်သက်ပြီးအမြဲတမ်းပဲမေးခွန်းထုတ်ပြီးတော့သူစစ်တမ်းတွေကောက်ပြီးအမြဲတမ်းလုပ်နေပေမဲ့လို့လည်းပဲယနေ့အချိန်ထိဒီအိုသမားကလျော့မသွားဘူးတိုးလာတယ်ပဲရှိတယ်များနေစေပဲရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီပိုင်းလေးနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့လည်းပဲမိပြီးတော့ဗောဒီလိုမျိုးပူပေါင်းပါဝင်ဆောင်ရွက်ထားလေးရှိပြီးတော့ကျွန်တော်လည်းဒါလေးနဲ့ဒီလေးလာရင်းနဲ့တင်ယူရင်းနဲ့အခုလိုမျိုးလေးပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်အနေနဲ့ကကြတော့ခုနကျွမ်းကျင်ပညာရှင်တွေကလည်းသူတို့ level လိုက်သွားမယ်ကျွန်တော်တို့ကကျွမ်းကျင်ပညာရှင်တွေလိုမျိုး academic တော့မဆန်ပေမဲ့လို့
ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်ကလက်တွေ့ပေါ့နော်လက်တွေ့အတွေ့အကြုံတွေရာပို့ပြီးတော့အတွေ့အကြုံတွေပိုရှိတယ်အဲဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကကျတော့အလုပ်သမားအနေနဲ့ကောအလုပ်ရှင်မှာလည်းပဲအလုပ်ငန်းခွင်မှာကျွန်တော်ကအလုပ်ရှင်ဘက်ကနေပြီးတော့အလုပ်သမားတွေပေါ်ကိုဆောင်ရွက်ရတဲ့ဘိုင်းတွေလည်းကျွန်တော်တာဝန်ယူလုပ်ခဲ့ရတယ်အဲ့တော့ကျွန်တော်အဲ့ဒီအတွေ့အကြုံတွေရဲ့ပြီးရင်ចောင်းသားတယောက်ရဲ့အတွေ့အကြုံရကျွန်တော်ကចောင်းလဲတက်လိုက်တဲ့အတွက်ចောင်းသားတယောက်ရဲ့အတွေ့အကြုံတွေပြီးရင်ចောင်းသားတွေကိုစပြီးတော့လက်ခံတဲ့ချင်းကနေပြီးဗီဇာတွေရောက်ကိုရီးယားရောက်ပြီးပညာသင်ပြီးတော့နောက်ဆုံးအဆင်တီပေါ့နော်ကျွန်တော်အနေနဲ့အကြောင်းနဲ့ပူပေါင်းပါဝင်လောက်ဆောင်ရတာရှိတော့ကြအဲ့ဒီအတွေ့အကြုံတွေကလည်းကျွန်တော်အနေနဲ့ရှိခဲ့တယ်ပြီးရင်တရားလိုတရားခံဆိုလို့ရှိရင်ကျွန်တော်တရားလိုတွေရောဘက်ကရောတရားခံဘက်ကရောလည်းကျွန်တော်ကနှစ်ဖက်ပါဝင်ခဲ့ရတာရှိခဲ့တယ်ပြီးလို့ရှိရင်ဒီအစိုးရပိုင်းဌာနတွေပေါ့နော်သူတို့တွေအနေနဲ့စစ်တဲ့အခါမှာလည်းကျွန်တော်ဘာသာပြန်အနေနဲ့ပါဝင်ကူညီဆောင်ရွက်ခဲ့ရတော့ကျွန်တော်ဒီအမှုတွေရဲ့သဘောထားကိုလည်းပဲဘယ်လိုသွားရဲဆိုတော့အကုန်လုံးလည်းကျွန်တော်တော်တော်လေးလေးလာတင်ယူခဲ့ရတယ်ပေါ့နော်ပြီးရင်နိုင်ငံသားတွေနဲ့ policy နိုင်ငံသားတွေနဲ့ဒီ policy နဲ့ခြားမှာလည်းပဲထိတိဆက်ဆံတာလည်းကျွန်တော်ကကိုယ်တိုင်နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ policy နဲ့အကြောင်းကိုလည်းပို့ပြီးတော့ကိုယ်တွေခံစားရတယ်ပေါ့နော်ပြီးနောက်ကမြန်မာနိုင်ငံသားနဲ့ကိုရီးယားဥပဒေပေါ့နော်မြန်မာနိုင်ငံသားနဲ့ကိုရီးယားဥပဒေကြောင့်လည်းပဲမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မလို့တချို့အခွင့်အရေးတွေတချို့ဟာတွေကကျွန်တော်အကန့်အသတ်တွေလည်းရှိတယ်အတိုင်းအတာတွေလည်းရှိတယ်ပေါ့အဲ့ဒါကြီးကြလည်းကျွန်တော်အနေနဲ့ကိုယ်တိုင်တွေ့ကြုံခဲ့ရတာတွေရှိတယ်ပြီးကျွန်တော်ကင်အောင်မြန်မာအတင်းကိုကျွန်တော် Pride အတင်းအနေနဲ့ကျွန်တော်2000နဲ့မှ12ကနေယနေ့ထိကျွန်တော်ရွှေပြောင်းနိုင်ငံသားအလုပ်သမားမြန်မာတွေရဲ့အခက်အခဲတွေကိုတက်နိုင်တယ်လားပေါ့နော်လာရောက်အကူအညီတောင်းသမျှကိုဖြည့်ရှင်းပြီးတဲ့အခါမှာကြုံခဲ့ရတဲ့အတွေ့အကြုံပေါင်းများစွာရဲ့ကြောင့်ကျွန်တော်ကဘာလဲဆိုလို့ရှိရင်အလုပ်သမားဝန်ကြီးဌာနတရားရေးဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနကျန်းမာရေးဝန်ကြီးဌာနပြီးရင်ရဲဌာနတွေတရားရုံးတွေစေယုံတွေဘဏ်တွေအစသဖြင့်တိုင်ရုံးနေရာစာပေါ့နော်ထိတွေ့ဆက်ဆံငယ်ရတယ်များတယ်အဲ့ဒါတွေမကောက်ကျွန်တော်ကိုယ်တိုင်ရဲ့ visa process နေမှာဆိုလို့ရှိရင်လည်းပဲ E9 E7 F2 နောက်ဆုံး F5 ပေါ့နော်အဲ့ဒီအတွေ့အကြုံတွေအကုန်လုံးပေါင်းပြီးတော့ကြတော့ရလာတဲ့အရာလက်အရာကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ထင်တယ်20%လောက်ကပဲဒီကျွန်တော်တို့ပြောက်လိုက်မယ်ခွာဘလို့အဲ့လိုပုံစံမျိုးတွေပေါ့နော်ဘလို့ပုံစံဒီလွယ်တဲ့လမ်းကြောင်းသွားတာရှိကောင်းရှိနိုင်ပေမဲ့လို့ကျွန်တော်80%လောက်ကတော့ကျွန်တော်တို့ကာယကရှင်းအမှားမဟုတ်ဘဲနဲ့ဒီ policy တွေ system တွေပေါ့သူတို့ရဲ့အမှားတွေလို့ကျွန်တော်ကတော့ပြောနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအမှားဆိုလို့ရှိရင်ဒီဌာနချင်းပူးပေါင်းဆောင်ရွက်မှုတွေမရှိတာကအဓိကပိုတယ်နောက်တစ်ခုကသူတို့ရဲ့စနစ်ပေါ့နော်ဒီ system ကြီးတွေရဲ့လွယ်မှားမှုလိုအပ်မှုတွေကြောင့်အဓိကလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့လိုမျိုးပြောတာဟိုမှာကျွန်တော်ရှေ့မှာလည်းပြောလာခဲ့ပါပို့ပြီးတော့ပြောလို့ကောင်းလာတာဘယ်အချိန်ကစလဲဆိုတော့ကျွန်တော်တို့ဒီ G199 တွေပေါ့နော်ကျွန်တော်ဒီ G199 တွေပေါ်လာတဲ့အချိန်မှာပို့ပြီးတော့အဆင်ပြေလာတယ်ပေါ့နော်ပြောလို့ဆိုလို့ဘာဖြစ်လို့လဲဆိုလို့ရှိရင် G199 နေဖြစ်တဲ့အချိန်မှာကျကျွန်တော်စားစတဲ့အချက်လက်ထက်တာတွေနဲ့ထောက်ပြလို့ရတယ်။အိုသမားတွေဖြစ်နေတဲ့အချိန်မှာကျတော့ဒီအိုသမားတွေကိုစစ်တမ်းကောက်ပိုင်းမှာပြောဖို့ဆိုတာတော်တော်လေးကိုအချက်လက်ထက်တာတိတ်ပြီးတော့မတိကျနိုင်ဘူးပေါ့နော်။အဲ့ဒါလေးကြောင့်ပြောခဲ့တယ်။ပြီးရင်ကျွန်တော်ကအဲ့လိုမျိုးပြောတဲ့အခါမှာကျွန်တော်ကဒဲတို့ပေါ့နော်။သူတို့နိုင်ငံမှာလည်းနေတယ်သူတို့နိုင်ငံမှာကောင်းကြောင်းကိုယ်တို့လည်းဖြစ်နေတာလည်းဖြစ်တယ်။ပြီးရင်သူတို့ဒီတာဝန်ခံနေတိုင်းနဲ့ပြောတဲ့အချိန်မှာဒဲတို့ကြီးပေါ့ထိုင်ရိုက်ပြောတော့ကြတော့သူတို့နေနဲ့မကြိုက်တာရှိအဲ့ဒါနဲ့ကျွန်တော်ပေါ်မှာတန်တရားဝင်တာကြီးလည်းရှိခဲ့ဘူးတယ်ကျွန်တော်ဘောစစ်စစ်လိုက်လည်းရှိခဲ့မှာပေါ့နော်သူတို့နောက်ကျွန်တော် background နောက်ကြောင်းတော့သူတို့အကုန်လုံးစစ်စစ်လို့ရနေတာဟုတ်သူတို့နိုင်ငံမှာကျွန်တော်နေထိုင်ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့အကုန်လုံးစစ်စစ်နောက်ဆုံးပဲကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ဖုန်းလည်းပေးစစ်တယ်ပြီးရင်ကျွန်တော်ရဲ့အချက်လက် data တွေလည်းပေးတယ်ပြီးလို့ရှိရင်ကျွန်တော်ဘာစင်းနဲ့အကုန်လုံးအချက်လက်ကကျွန်တော်ရေးဖြည့်ပြီးတော့နောက်ဆုံးပေးတဲ့အဆင့်ကိုကျွန်တော်လည်းအဲ့လိုမျိုးပေါ့နော်မဟုတ်မခံတည်ရမလားပြောတော့じゃနောက်ဆုံးပဲဒီလိုမျိုးလေးဖြည့်ပြီးနောက်ဆုံးမှာဖြစ်တော့ကြတော့သူတို့တွေကျွန်တော်တို့ဘောနော်မင်းရဲ့အထက်မှာဘယ်လိုရှိလဲမင်းရဲ့နောက်ကွယ်မှာဘယ်လိုရှိလဲမင်းကိုဘယ်လိုကြိုးခိုင်းနေရလဲအားရှိတယ်အဲ့လောက်ရှိတီတောင်မှသူတို့ကျွန်တော်တော်တော်ကြီးကိုတန်တရားဝင်နေပြီဖြစ်တယ်ပေါ့နော်ပြောရဆိုတဲ့ဆိုင်မှာလေဒါတင်မကောက်ဘူးပေါ့နော်ပြီးရင်ကျွန်တော်ရဲ့ personal information တွေကိုလည်းပဲကျွန်တော်အကုန်လုံးကိုရေးပြပြီးတော့စစ်ပါဆိုပြီးတော့ပေးတဲ့အဆင့်ဒီကျွန်တော်ပေးတယ်ဒါပေမဲ့လည်းသူတို့အနေနဲ့ဒီဥစ္စာတွေကိုယုံကြည်ပြီးတော့ကြတော့လက်ရှိကျွန်တော်လည်းပဲယုံကြည်ပြီးတော့အခုထိလက်တွဲပြီးကျွန်တော်အတူတူလုပ်ဆောင်နေရရှိရပါတော့ဆိုတော့ကြတော့ပြန်ပြီးအနှစ်ကျော်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘဒူးမတရားဝင်ဗီဇာနဲ့တရားမဝင်ကိုမသွားချင်ကြဘူးပေါ့နော်မတန်းတာလို့တိုင်းတာရှိလို့သွားကြတာရှိတယ်ဒါကြောင့်မလို့ကျွန်တော်စနစ်ချာကတာဝန်ယူမှုတာဝန်ခံမှုတွေမရှိတာအရင်ကနေစပြီးတော့အခုလိုနစ်နာသူတွေကတိုးပြင်းတိုးလာနေတာလည်းဖြစ်တယ်ပြီးရင်ဒီလိုနစ်နာသူတွေများလေလေအခွင့်အရေးသမားတွေကလည်းပို့ပြီးတော့တိုးလေလေဖြစ်တယ်ဒါကြောင့်မလို့နိုင်ငံရေးမလုံခြုံမှုဆိုတာဖြစ်ပြီးတော့ကျွန်တော် migrant issue လို့ပြီးလို့ရှိရင်ဗာလဲနိုင်ငံသားတွေကပြဿနာဆိုတာကြီးအခုတစ်ကမ္ဘာလုံးမှာမြင့်တက်လာတာတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ကျတော့အဲ့ဒီပိုင်းတွေမှာဘယ်လိုအများစုအနေနဲ့နိုင်ငံအနေနဲ့ဘယ်လိုဖြည့်ရှင်းကြလဲဆိုရင်သူတို့အိုသမားတွေကိုသူတို့ဖမ်းတယ်လိုက်လံဖမ်းဆီးတယ်ဖမ်းဆီးပြီးတော့ပြန်နှင်ပို့တယ်အဲ့လိုမျိုးနည်းနဲ့ပဲသူတို့ဖြည့်ရှင်းဒါပေမဲ့ဒါကြီးကဒီလိုနဲ့ပြီးသွားမလားမပြီးသွားဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဘယ်လိုပဲသူတို့နဲ့အများတန်းထိတွေ့ဆက်ဆံပြောဆိုတဲ့အချိန်မှာ
ဒီနည်းနဲ့အဖြေမှန်မဟုတ်ဘူးဒါကြောင့်မလို့ဒီဥစ္စာမှာဘယ်ဥစ္စာတွေကလွဲလဲဘလို့ပုံစံတွေဘလို့ system တွေဘလို့စနစ်တွေကြောင့်လဲဆိုတာကိုဖြစ်ပြီးတော့ကြတော့ကျွန်တော်ကတင်ပြဆွေးနွေးပြီးတော့ကြတော့ဒီဥစ္စာကိုအတူလုံးရင်းနဲ့ကျွန်တော်တို့သူတို့ရဲ့ immigration policy တွေသူတို့နိုင်ငံရဲ့စနစ်တွေကိုအတူတကွပူးပေါင်းပါပြင်ပြီးတော့ကြတော့လိုတယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ပြောတယ်ဆွေးနွေးတယ်ပေါ့နော်ဥပမာအနေနဲ့ပြောမယ်ဆိုကျွန်တော်အနေနဲ့ဘာဆွေးနွေးပြီးလှုပ်ဆောင်လာခဲ့ဆိုလို့ရှိရင် E9 နေဆိုလို့ရှိရင်ကျွန်တော်အလုပ်ပြောင်းကာလတွေသတ်မှတ်ထားတာပြီးလို့ရှိရင်နောက်တစ်ခါကျတော့ဒီနေရာဌာနတွေကန့်သက်လိုက်ထားတယ်ပေါ့နော်အဲ့ဒီဥစ္စာကြီးကျွန်တော်အနေနဲ့အထူးပြောဆိုတယ်ပြီးရင်အလုပ်သမားခွင့်ထဲမှာအလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခံနေရတာတွေဒီပြီးရင်ဒီတာဝန်ယူမှုတာဝန်ခံမှုပေါ့နော်အလုပ်ရှင်ရမှားလားအလုပ်သားမှားလားစနစ်တွေမှားလားဒါဒီပေါ်မှာတေချာစစ်ပြီးတော့ကြတော့အလုပ်ရှင်မှာလည်းပဲကိုယ်ရင်းနစ်နာတာမျိုးပြင်စနစ်မှာလည်းကိုယ်ရင်းနစ်နာတာမျိုးမဖြစ်ရလေအောင်အကုန်လုံးလုပ်ဖို့အတွက်ကျွန်တော်တို့ ਨੇ ပြောပြီးတော့ဒီဆက်ဆက်နေတာရှိပါတယ်နောက်တစ်ခါဆိုထပ်ပြီးကြိုက်တာကျွန်တော်မကြိုက်တာလေးပြောမှဆိုကျွန်တော်ဒီပုံမစိတ်နဲ့စနစ်ကလေးမကြိုက်ဘူးပေါ့နော်ဒါကြီးကပို့ပြီးတော့ကျွန်တော်တို့ဒီအလုပ်သမားဌာနရဲ့နော်ထုံဘူးရဲ့ကျွန်တော်တို့ဒီအလုပ်သမားတွေရဲ့လုပ်ငန်းရှင်တွေရဲ့ဂျာဆက်ဆံရေးကိုပို့ပြီးတော့ဝေးကွာစေတယ်ဝေးကွာပြီးတော့ဂျာထဲမှာမလူလားတဲ့ပြဿနာတွေပို့ပြီးတော့ဖြစ်စေတယ်ပေါ့နော်အဲအကြောင်းမလို့ဖြစ်နေတာပဲပေါ့နော်လက်ရှိလည်းဖြစ်ပြီးတော့အဲအကြောင်းမလို့ကျွန်တော်က blogger တွေဟိုပေါ်နေတာပေါ့လေပေါ်နေဆိုအဲ့ဒါလေးကိုဖြေလျှော့အတွက်အဲ့ဒီစနစ်ကလေးလည်းပြင်ဖို့အတွက်လည်းပြန်ပြီးတော့တောင်းဆိုနေရရှိပါတယ်ပြီးနောက်တစ်ခါ D2 D4 မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပုံမှန်လင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဗာလဲ GKS ဆိုရယ် scholarship စနစ်ရှိရပါတော့ဒီအစိုးရ GKS နဲ့ပတ်သက်ပြီးတော့ပြဿနာရှိတယ်ဆိုတာမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့လို့တခြားကိုနီကိုလန်နဲ့လာတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ပြဿနာပေါင်း16000ကမပြီးနိုင်ဘူးဒီရောက်ပြီးလဲပြဿနာဟိုမှာလဲပြဿနာအဖြစ်နေအဲ့ဒီဥစ္စာမိုက်ဆိုလဲဘယ်လိုဖြေရှင်းဖို့ရမလဲဘယ်လိုလုပ်ရမလဲဆိုတဲ့ဘိုင်းလေးလဲကျွန်တော်အနေနဲ့အစိုးရကိုတက်နိုင်လောက်တိုက်တွန်းနေရရှိပါတယ်ဆိုတော့ကြတော့အဲ့ဒီဘိုင်းမှာဘယ်လိုရှိလဲဆိုလို့ရှိရင်ကျောင်းသားရဲ့အမှားလား agency ရဲ့အမှားလားကျောင်းနေရဲ့လိုအပ်ချက်လားစနစ်ရဲ့လိုအပ်ချက်လားဆိုတာလေးတွေကိုပို့ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုလေးနဲ့ထိထိရောက်ရောက်ဆောင်ရွက်ဖို့အတွက်လေးပြောနေတာရှိပါတယ်ပြန်ပြီးပြောမယ်ဆိုလို့ရှိရင်ဟိုလား F3 မှာဆိုလို့ရှိရင်ကျွန်တော်တို့ဖိတ်ခေါ်သူတွေကလည်းဖိတ်ခေါ်တဲ့ချိန်မှာဖိတ်ခေါ်ခဲ့တယ်ပေါ့နော်ပြီးရင်ဖိတ်ခေါ်သူတွေလည်းလာတယ်ပြီးရင်ဒီကြားထဲမှာစနစ်ပေါ့နော်ဘယ်လိုလုပ်လဲကျွန်တော်တို့ F3 မှာဆိုလို့ရှိရင်လည်းစပြီးတော့ဖြစ်ကြတယ်ကျွန်တော်အလုံးလုံးခွင့်မပေးဘူးလို့တရားဝင်ထုတ်ပြန်ထားပြီးသားပဲဒီလိုမျိုးခေါ်တဲ့အတိုင်းပဲဒီရောက်ပြီးကြမှာလည်းမျိုးပေါ့နော်ဟိုလောက်ကြတာလည်းရှိရစိုက်တယ်ဒါပေမဲ့ဒီတိုင်းနင်နာသူတွေလည်းရှိရပေါ့နော်မျိုးမျိုးအဲ့လိုမျိုးကြားရတဲ့မှာလည်းဆိုတဲ့စနစ်ကိုဘယ်လိုလုပ်မလဲဘယ်လိုပြင်မလဲသူတို့စနစ်လိုချက်တွေအဲ့ဒါရဲ့ facility တွေကျွန်တော်တို့အနေနဲ့ပြင်ဆင်ဖို့ပြောပေါ့အလုံးလုံးခွင့်နေပြီးပေါင်းထုတ်လို့ရှိရင်အဲ့ဒီဘက်မှာဆိုလည်းကျွန်တော်ကိုရီးယားလူမျိုးတွေတောင်မှပဲအိမ်လုံးလုံးမှာ data ရက်တည်လို့ရတဲ့နိုင်ငံပေါ့နော်ကိုရီးယားဆိုတာအဲ့လိုမျိုးဆိုတော့ဒီကျွန်တော်မိသားစုတွေနဲ့အိမ်နောက်ဘက်တူတော့ခေါ်ပြီးတော့မိကိုနေတဲ့ထားပြီးတော့အလုပ်လုပ်ခွင့်မပေးခြင်းရလည်းပဲကျွန်တော်အမှန်တမ်းချက်ကြည့်လို့မရဘူးဒါကြောင့်လည်းသူအလုပ်လုပ်ကြတာပေါ့နော်ဆိုတော့ဒီခြားတဲ့အနေနဲ့လူလာတဲ့အလုပ်သမားအခွင့်အရေးတွေပြီးညာတော့ပေါ့နော်ကျွန်တော်ဒီလူလာတဲ့ပြဿနာတွေအများကြီးပေါ်ပေါက်လာတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်အနေနဲ့ညာလေးလည်းစနစ်တွေအလုပ်လုပ်ခွင့်တွေစာကြည့်ဖြစ်ပေါ့နော်ဘယ်လိုပုံစံပြန်ပြီးတော့ဖန်တီးပေးမလဲဆိုတာလေးရစားလဲဆွေးနွေးဆောင်ရွက်နေတာလေးတွေရှိပါတယ်ပေါ့နော်နောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော် E7 ပြောင်းတဲ့ကမှာပထမ9နှစ်အထက်တို့ပြီးနောက်က4နှစ်အထက်3နှစ်အထက် site အဲ့လိုမျိုးလေးပြောင်းလာဘာကြောင့်လဲဆိုတော့ဒါတွေအကုန်လုံးကကျွန်တော်တို့ဒီအိုသမားတွေကို short ချဖို့ရယ်နောက်တစ်ခုကကျတော့ဘယ်လိုပြောမလဲဒီဒီဒီနိုင်ငံရဲ့လောက်သားလိုအပ်မှုကိုလည်းဖြည့်တင်းမှုရပေါ့အမျိုးစုံပေါ့အဲ့လိုမျိုးနေနဲ့စူးစမ်းလာနေစေတိုးတော်လည်းယနေ့ထိထင်တယ်လို့တော့မဖြစ်နေသေးဘူးပေါ့နော်ဒီနောက်တစ်ခုဒီဒုတိယနေပြီးတော့ကျတော့လေကျွန်တော်တို့ဒီလောကန်ခွန်လန်နေပြန်သွားမှဆိုတော့မီဒီယာလိုက်သွားတာဟာတို့ပြီးရင် CN9 တို့ဆိုတဲ့ဟာကြီးတွေကကျွန်တော်တို့မလုပ်ဖို့ဖြစ်နေပေါ့နော်အဲ့ဒါကြီးကလည်းပဲဖြစ်စနစ်တွေဘယ်လိုသွားမလဲသူတို့ကျင်တာသူတို့စနစ်သူတို့ဟာလည်းပဲပြန်ပြီးတိုင်တိုင်းပတ်နေရဆိုတဲ့သဘောပေါ့နော်။ဒါတော့လက်ရှိကျွန်တော်တို့လက်ရှိနဲ့ဒီသူတို့ရဲ့ policy နဲ့ဘယ်လိုမှ system နဲ့ကိုက်ညီမှုဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အခုလိုမျိုးတွေပို့ပြီးတော့ပြဿနာတွေများနေတယ်မလိုလားတဲ့နစ်နာတွေပို့တိုးနေတဲ့ပေါ်လေးဖြစ်နေပါတော့။ပြီးရင်နောက်ကကျွန်တော် F2 ဆိုလည်းကြည့်ရတိုင်းပဲလေ GN9 ဆိုရင်အရင်မြင့်တယ်ပြီးရင်ဝယ်ရပြီးမှကျွန်တော်ခုနပြောမယ်ဆိုလို့ရှိရင်ဒီတိုင်းမှာဆိုလို့ရှိရင်လည်းပြောမယ်ဆိုလို့ရှိရင်E9 E7 နဲ့ up to ယူသွားမယ်ဆိုလို့ရှိရင်ကျွန်တော် GN9 နဲ့တင်ပွဲသိမ့်သွားပြီပေါ့နော်ခု GN9 နဲ့တင်ပွဲသိမ့်တဲ့အချိန်မှာယူလို့ပါတဲ့တယောက်ထဲသမားတော်မှာပဲကျွန်တော် F5 ကိုပြောမယ်ဆိုလို့ရှိရင်တိတ်တထောင်ဘာတိတ်တထောင်ဘူးမမရဘူးခေါတော့မရဘူးဆိုတာတရားဝင်နဲ့တော့မရဘူးတရားမဝင်နာဘယ်လိုလုပ်ပြီးတော့သွားရင်တော့ရကြလိုက်ရှိတော့တိုင်းမှာကလေးတရားမဝင်တွေကိုသူတို့ကိုယ်တိုင်ရပဲသူတို့စနစ်တရားပဲဖန်တီးတယ်သူတို့စနစ်ကပဲတရားမဝင်လုပ်ငန်းတွေကိုလုပ်ခွင့်ပေးရဆိုတဲ့ပုံစံကြီးဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်တယ်လို့နောက်တစ်ခုက
ဒီ E7 နဲ့မှာဆိုလို့ရှိရင်လည်းမိသားစုမိကိုသူတွေကိုဖိတ်ခေါ်ခွင့်တွေပေးလိုက်တယ်နေထိုင်ခွင့်ပေးလိုက်တယ်ပြီးရင်အဲ့ရနေပဲ F2 နောက်ဆင်ကိုသွားမယ်ဆိုလို့ရှိရင် GNI က2ယောက်ဖြစ်တဲ့များသွားပြီ2ယောက်များပြီးတော့တယောက်ကိုအလုပ်လုပ်ခွင့်ပေးလာဆိုမှပြီးရတဲ့ဆိုတော့ပြောချင်တာသူတို့ရဲ့စနစ်တရားပဲဒီဥစ္စာကြီးကိုချဖတ်ပြီးအောင်ပို့ပြီးတော့မနစ်နာအောင်ဘလို့တရားဝင်လုပ်ငန်းတွေပို့ပို့အောင်ဆိုတော့ဖန်တီးနေတယ်လို့ဖြစ်တယ်ပေါ့နော်ကျွန်တော်တော့အဲ့လိုမျိုးမြင်ပြီးထိတွေ့ဆက်ဆံပြီးပြောတယ်ပြီးနောက်ကပြီးအဲ့ဒါဆိုရင်ကျွန်တော်တယောက်သမားပဲပေါ့နော်ဒီအလုံးလုံးနေရနေပြောတော့သမီး bring up ပြောင်းဖို့ဒီနေထိုင်ခွင့်ပို့ပြီး visa စနစ်ခိုင်ဖို့ပြီးရင် visa စနစ်ခိုင်ဖို့ဆိုတာလေကျွန်တော်ဒီ app တဲလို့သွားနေလေ GNI တောက်ချက်မြင်နေဒီလာတာကိုကျွန်တော်မိဖို့ကဘလို့မှထိမှမလွယ်ဘူးပေါ့နော်စီးပွားရေးဆိုတဲ့သဘောကလုပ်ငန်းရှင်တွေကစီးပွားရေးကောင်းမှသူလည်းအလုပ်ပေးနိုင်မှာစီးပွားရေးမကောင်းရင်မပေးနိုင်ဘူးစီးပွားရေးမကောင်းတဲ့ဒီလုပ်မတရားကိုလောက်တာတိုင်းပေးပြီးသူထားနိုင်ဘူးဆိုတော့အဲ့လိုမျိုးဆိုတော့သူတို့စနေသူတို့ policy သူတို့ကနေပဲအကုန်တိုင်းပတ်နေရပါတော့အဲ့လိုမျိုးဖြစ်တာလေးကျွန်တော်အနေနဲ့ညှိနှိုင်းနေရပါတော့ဒီနေ့ဒီတို့တော့လည်းပဲအတိုင်းအတာတွေကလိုအပ်နေစေဖြစ်တယ်ခုနကပြောလို့ဒီမိသားစုရင်းနဲ့ဆိုလို့ရှိရင်သူတို့ကနှစ်ဆဖြစ်သွားပြီလုံးလုံးလည်းမပေးဘူးညင်သွားပြီဒါတယောက်တည်းသမားဆိုလို့ရှိရင်ရောထပ်မြင်လို့ဆိုရင်ကြောင်းတက်ရမယ်အလုပ်တစ်ဖက်နဲ့ကြောင်းတက်လို့ဆိုပဲလုပ်ငန်းရှင်မှာမပေးဘူးဟုတ်မလားဘလုံးကအဆင်မပြေနိုင်တဲ့ကိစ္စအကြောင်းသူတို့စနစ်တွေအကုန်လုံးကသာကိုပြန်ပြီးတော့စီစစ်ဖို့လိုတယ်သုံးသပ်ဖို့လိုတယ်အဲ့ဒါလေးကိုကျွန်တော်နေပြောချင်တာပေါ့နော်ထပ်ပြီးပြောရရင်တော့နောက်တစ်ခုဗီဇာတစ်ခုချင်းစီဗီဇာတွေလိုက်ဆွေးနွေးသွားတဲ့အချိန်မှာဆိုရင်လည်းဗီဇာတစ်ခုချင်းစီလိုက်ပေါ့ဒီစိတ်ပြောတဲ့အချိန်မှာကျွန်တော်အနေနဲ့ပို့ပြီးတော့ပြောပြပေးသွားအောင်မယ်ဒီကတော့အနည်းချုပ်အနေနဲ့ဖြစ်တဲ့အတွက်ဒီလောက်လေးပဲပြောမယ်ပေါ့နော်ပြီးလို့ရှိရင်လည်းပတ်သက်တာလေးကျွန်တော်အနည်းချုပ်လာမှာပေါ့နော်2008ကနေစပြီးကျွန်တော်ဒီပါစင် list တန်လေးလုပ်ပေးထားတယ်ပေါ့နော်ကြည့်လို့ရှိရင်လူကြီးရေ2သိန်းကျော်တယ်2008မှာကလေးကိုပဲဒီအိုးသမားဦးရလေ2သိန်းကျော်တယ်ပြီးလို့ရှိရင်လက်ရှိကျွန်တော်တို့ဒီ2025မှာဆိုလို့ရှိရင်ကိုယ်က3သိန်း8တောင်3သိန်းဘယ်လိုပြောမလဲ3သိန်း8တောင်3သိန်း9တောင်ပေါ့နော်ဆိုတော့ကျတော့အဲ့လောက်ဝင်ကြီး3သိန်း9ရှိနေပါတော့ဆိုတော့ဟိုအရင်တော့လည်းတစ်ခါအိုသမားတွေကိုကျွန်တော်တရားဝင်ဗီဇာပေးခဲ့တဲ့ဥစ္စာလုပ်ခဲ့ပြီးအခုလည်း3သိန်းကျော်ကိုဘယ်လိုမျိုးအိုသမားတို့တရားဝင်ဗီဇာပေးပြီးတော့ပေးလိုက်မယ်တချို့မရတဲ့လူတွေကိုတော့ပြန်ပြီးတော့ပို့မယ်အဲ့လိုမျိုးစနစ်တူဆွေးနွေးနေယနေ့ဒီဆွေးနွေးနေရရှိရပါတော့ဒါမှလည်းပဲကျွန်တော်တို့ဒီကတရားမဝင်လုပ်ငန်းတွေပြင်တခြားကိစ္စတွေမှာကျွန်တော်တို့ပို့ပြီးတော့အောင်တွေပေါ်လို့ရမှာပေါ့နော်ပြီးဒါမှပြီးဒီခြားထဲမှာစနစ်တွေဒီစနစ်တွေဒီ immigration policy တွေအဲ့ဒီဖိုင်လည်းသူတို့ပြင်ဆင်သွားဖို့ရယ်လုပ်ဖို့လေးလိုနေတာလေးရှိတယ်ပေါ့နော်တိတိတတ်တာပြောရမယ်ဆိုရင်ကျွန်တော်2000နဲ့မှ18ကို20ထိပေါ့နော်21ထိကျွန်တော်တို့ဒီအိုသမား UES တောက်လျှောက်တိုးတက်လာတာဆိုတိုးတက်လာပြီးတော့ဒီ2019လောက်ကစပြီးတော့သူဒီ E7 နဲ့လည်းတွင်ကြဲလောက်လာတယ်အဲ့လိုမျိုးဖြစ်လာချိန်မှာဗြဟ္မဏ်လည်းအိုသမားဦးရပို့ပြီးတော့တိုးလာတယ်တိုးလာပြီးကျွန်တော်ဒီမှာ2020ကနေစပြီးတော့နည်းနည်းပြန်ကျသွားတယ်လို့ဒီထက်မှာတော့ပေါ်ပြထားတယ်ထွက်လာတယ်ဒါပေမဲ့လို့တစ်ဖက်အနေနဲ့ပြန်ကြည့်တဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော် G1 line နဲ့အရန်တိုးလေဆိုတော့ကျတော့ဒီဥစ္စာကြီးကအောင်မြင်တဲ့ result မဟုတ်နေဘူးပေါ့နော်လက်ရှိ visa စနစ်တွေနည်းနည်းအတိုင်းအတာပြင်းနေပေမဲ့လည်းဘာလို့ဆိုတော့ဒီဘက်မှာတော့အိုတိုမဥကြီးကြသွားလို့သူတို့အနေနဲ့18ရာခိုင်နှုန်းကနေပြောကြတော့အခုဆိုရင်14ရာခိုင်နှုန်း15ရာခိုင်နှုန်းလောက်ပဲရှိတယ်ဆိုရင်4% 5%လောက်နည်းသွားတယ်လို့သူတို့တော့သတ်မှတ်တယ်ဒါပေမဲ့တစ်ဖက် G1 အနေနဲ့ကတရားဝင်ဗီဇာဖြစ်ပေမဲ့ G1 အနေနဲ့ကတူလာတဲ့ပမာဏအရင်များတယ်ပေါ့နော်ဆိုတော့အဲ့ဒီဘက်นี้လေသူတို့အနေနဲ့ပြန်ပြီးတော့ကျွန်တော်အနေနဲ့ချပြပြီးတော့ဆွေးနွေးနေရရှိပါတယ်ပြီးရင်မြန်မာနိုင်ငံသားလေးအနေနဲ့ကကြတော့ဒီ refugee လျှောက်တဲ့လူတွေလည်းများတယ်ပေါ့နော်အခုနောက်ပိုင်းဆိုပိုများလာတယ်ကြားလာပြီးတော့ကျတော့ရရှိတဲ့လူတွေလည်းရှိတယ်2000ထဲမှာ1994ရက်နေ့2015အထိဆိုရင် refugee ရရှိသူမြန်မာဦးရေ189ရှိတယ်2016မှာ42ဦး2019မှာ35ဦး2018မှာ36ဦး2019မှာ34ဦး2020မှာ18ဦး2021မှာတော့သူတို့ဒီမြန်မာတွေအရင်ရှောက်များလို့လားမသိဘူးသူတို့ဗာလဲ2021မှာတော့ refugee အနေနဲ့သူတို့လုံးဝကိုထုတ်ပြန်တာမရှိဘူးရန်နာထားတယ်ပြီး2022မှာတော့89ယောက်ရှိခဲ့တယ်2023မှာလည်းရရှိသူမရှိခဲ့ဘူး2024မှာလည်း14ယောက်ပြီး2025မှာတော့30ကျော်ပေါ့နော်ယောက်30ကျော်သူတို့ထုတ်ပြန်ပေးတာရှိတာမြန်မာဥယျာဉ်အနေနဲ့ပဲပြီးရင်6ထားသူဥယျာဉ်အနေနဲ့ကကျတော့ဘယ်လောက်ရှိလဲဆိုရင်ကျွန်တော်တို့ refugee ကိုပဲเนาะ6ထားသူကိုရီးယားမှာ335,000နဲ့ဟိုက399ယောက်ရှိတယ်ပေါ့နော်အဲ့တော့ကျတော့အဲ့မှာဆိုရင်တစ်နှစ်ကို average ကျွန်တော်1000ချင်း1000နီးပါးလောက်အမြဲတမ်း refugee ရှောင်နေတဲ့တစ်နှစ်လောက်ရလေကျွန်တော်အဲ့ဒါလေးရှိတယ်ဒါပေမဲ့အကယ်၍ကျွန်တော်တို့ဒီ visa system တွေပြီးတော့ immigration policy တွေတချို့ဘိုင်းတော့တည်တည်ချာချာလေးနဲ့
ပို့ပြီးလုံးမဲ့ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အမြင်နဲ့ကတော့ E9 နေsorry E9 အမွေဒီဟိုတရားမဝင်ဦးသမားတွေရောချလာမှုနည်းမယ်နောက်လို့ refugee ရှောက်ထားမှုတွေနည်းမယ်လို့ကျွန်တော်အနေနဲ့ရှုံကြည်တယ်မျှော်လင့်တယ်ဒါမှလည်းကျွန်တော်တို့ဒီနိုင်ငံခြားမှာနိုင်ငံခြားသားတွေအနေနဲ့ရရှိရဲ့ဒီလိုလဲအဆင်ပြေမယ်ဒါပေမဲ့ကိုရီးယားနိုင်ငံအနေနဲ့လည်းအဆင်ပြေမယ်ပြောချင်တာနှစ်ဖက်အဆင်ပြေဖို့တော့ပြောတာပါနော်ဒီတလူမျိုးကြီးပဲတောက်ချဖြစ်နေမယ်ဆိုကျွန်တော်နိုင်ငံခြားသားတွေပေါ်မှာဖိနှိပ်မှုတွေပိုများလာမယ်ပို့ပြီးတော့နှိပ်ကွက်လာမယ်ပို့ပြီးတော့တင်းကျပ်လာမယ်အဲ့လိုမျိုးမဖြစ်အောင်စနစ်တွေလည်းနည်းနည်းလေးပြင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်အကုန်လုံးတစ်ဖက်အဆင်ပြေမယ်ဒီလမ်းလေးတွေရှိလာဖို့မျှော်လင့်ချက်နဲ့ပေါ့နော်ဘာလို့ဆိုကျွန်တော်မြန်မာလူမျိုးကြီးဖြစ်တယ်လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံကိုတွားဖို့ပြန်ဖို့ဆိုတာလည်းမလွယ်ချတဲ့လူတွေများတယ်ပြီးလို့ရှိရင်ဒီနိုင်ငံမှာနေဖို့ဆိုလို့ရှိရင်လည်းခုနကပြောလို့ပို့ပြီးတော့တင်းကျပ်ပြီးလို့ဆိုလည်းအဆင်မပြေနေပြန်ဘူးလို့ဆိုကြတော့ဒီဥစ္စာလေးကိုကျွန်တော်အနေနဲ့အထူးပါဝင်ပူပေါင်းပြီးတော့ဆောင်ရွက်ခြင်းအပြင်ကိုယ်စီပြေနိုင်မဲ့နီလန်လို့နေနေပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်အနေနဲ့အခုချိန်ထိတဲတဲဝင်ဝင်လေးလေးနဲ့ပို့ပြီးတော့ကုညီဆောင်ရွက်နေခြင်းဖြစ်ပါတယ်ကိစ္စမှာမြန်မာတို့ပြီးတော့တီးတန့်အနေနဲ့လည်းသွားလို့မရဘူးเนาะနိုင်ငံခြားသားတွေအကုန်လုံးဒီဗီဇာတွေအကုန်ယူထားကြတာဆိုတော့ကြတော့ဒီဥစ္စာအကုန်လုံးငြိမ်းချမ်းရင်ကျွန်တော်တို့မြန်မာတွေနဲ့ပို့ပြီးတော့လည်းပဲအသက်ရှူချောင်မယ်လို့ထင်တယ်ဘာလို့လဲဒီစနစ်တွေဒီဥစ္စာမပြတ်မဲ့တခြားနိုင်ငံတွေမျိုးမျိုးဖြစ်လေသူများနိုင်ငံတွေပို့တိုးဖြစ်နေလေကျွန်တော်တို့လည်းတန်တူခံစားရတာပဲနိုင်ငံသားဖြစ်တဲ့ကြောင့်အဲကြောင့်မလို့အဲ့ဒါကိုတနိုင်တမန်ကျွန်တော်တို့အနေနဲ့စနစ်တွေပို့ကောင်းအောင်ပို့ပြီးတော့ဖြစ်အောင်ဆိုတဲ့ပုံစံမျိုးတွေတောင်းဆိုတဲ့ထိတွေ့ဆက်ဆံတဲ့အမြဲစာဝတ္တန်နေစတန်နေကောက်ပြီးတော့သူတွေကိုအချိန်နဲ့အမြဲဒီပေါ့တင်ပြဆွေးနွေးနေတာရှိပါတယ်။ကောင်းတာကတော့ကျွန်တော်တို့ဒီ governance center ကအဲ့ဒါကြီးဆိုလို့ရှိရင် level သူကဒီခုဆိုရပိုင်းနေနဲ့ပို့ပြီး close ဖြစ်တယ်ပို့ပြီးတရားတယ်ပြီးကျွန်တော်အနေနဲ့ကကျတော့ level အတွေ့အကြုံတွေအများကြီးကိုဒေတာလေးစတန်လုံးနိုင်တဲ့အဲ့ဒီတော့အဲ့သွားလာလေးပို့ပြီးလမ်းကြောင်းကြီးရန်ပေါက်တယ်ပြီးရင်ကျွန်တော်ကိုယ်တိုင်လည်းပဲဒီသက်ဆိုင်ရာဌာနကလူတွေနဲ့ပေါ့နော်တာဝန်ခံတွေနဲ့ထိုက်ရpersonal phone တွေရှိ asset တွေရှိတဲ့ကြောင့်မလို့သူတို့ကိုကျွန်တော်အများအားစာတွေပို့တဲ့ထိတွေ့စတန်မှုတွေရှိတဲ့သူတို့တွေလည်းလိုအပ်လို့ရှိရင်ပြောတယ်အဲ့လိုမျိုးတွေနဲ့ကျွန်တော်ဒီကောင်းတဲ့အဲအနေပဲဖြစ်ဖို့တော့ပေါ့နော်အဲ့ဒါလေးကျွန်တော်အနေနဲ့ကျိုးစားဆောင်ရွက်နေတာရှိပါတယ်လို့ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်